မင်္ဂလာပါအခုအမပြောပြပေးမှာတော့ဂျိတ်တမိန်ဆွဲနည်းလေးပဲဖြစ်ပါတယ်ဂျိတ်တမိန်ဆွဲတော့မယ်ဆိုရင်ခပ်ပတ်လက်အတိုင်းတာနဲ့ထမိန်ရဲ့အရှိအတိုင်းတာလေးကိုတိုင်းထားပေးရမှာဖြစ်ပါတယ်ထမိန်ရဲ့အပေါ်ဆုံးအပိုင်းကနေစဆွဲမယ်နော်ကိုဆွဲမဲ့ထမိန်ကဘယ်ဘုံဆိုရင်ကိုကညာဘက်ကနေစပြီးတော့မှအရင်ဆွဲမယ်နော်ပထမဦးဆုံးခပ်ပတ်လက်ကိုနှစ်နဲ့စားလိုက်မယ်ရလာတဲ့အဖြေကိုအဖုံးချမ်းမှမှတ်လိုက်မယ်အတွင်းချမ်းဘက်ကနေစပြီးဆွဲလေရပါတယ်နော်အမကတော့အဖုံးချမ်းဘက်ကနေပဲအရင်စပြီးတော့ဆွဲလိုက်ပါမယ်။ဘာကိုနင်းနဲ့စပြီးရလာတဲ့အဖြေကိုအဖုံးချမ်းမှတမတ်မှတ်လိုက်မယ်ပြီးရင်နောက်ထပ်တမတ်ထပ်မှတ်လိုက်ပါမယ်။ပြီးတော့ရင်အဖုံးချမ်းကိုဖိုက်စင်ဒီစားပြီးပါမယ်အခုအမဆက်တလို့လေးပဲဆက်လိုက်မယ်နော်။ဖုံးချမ်းစားတာကပုံမှန်ခါ60ကျော်90ကျော်လောက်ဆိုတော့ဖိုက်စင်ဒီပဲစားပြီးလို့ရပါတယ်။အကယ်၍ခါတုတ်တယ်ဖိုက်ပူတယ်ဆိုရင်တော့5ခွဲ6ခွဲလောက်ထိစားလို့ရပါတယ်။ဖုံးချမ်းဆွဲပြီးသွားရင်အဖုံးချမ်းနဲ့နောက်ချမ်းရဲ့ကြားထဲမှာတလက်မတောက်လေးထည့်ပေးမယ်နော်ခါတော့တလက်မတောက်လေးထည့်ပေးပါမယ်။နောက်အကျယ်ကိုတလက်မလောက်ထည့်ပြီးတော့တောက်ရဲ့အရှိက3ခွဲလောက်ဆိုရပါတယ်နော်။ပြီးသွားပြီဆိုရင်အနောက်ချမ်းကိုဆွဲမယ်အမတို့က3ပိုင်းပိုင်းပြီးဆွဲမယ်နော်အဖုံးချမ်းရဲ့နောက်ချမ်းရဲ့နောက်ပြီးတော့အတွင်းချမ်းရဲ့အခုဆွဲနေတာတော့အနောက်ချမ်းဖြစ်ပါတယ်။အနောက်ချမ်းကကြတော့ခါပတ်လေကိုနင်းနဲ့စားမယ်ရလာတဲ့အဖြေကိုထောက်စား16ပေါင်းမယ်နော်နောက်ချမ်းမှာတောက်4တောက်ထဲမှာဖြစ်ပါတယ်တထောက်ကို4စီအန်4တောက်ဖြစ်တဲ့အတွက်16စီအန်ထပ်ပြီးတော့ပေါင်းထားဖြစ်ပါတယ်နော်ပေါင်းပြီးတော့ရလာတဲ့အရှိကိုတမတ်မှတ်လိုက်မယ်နောက်ပြီးတော့လို့ရှိရင်အဲ့အရှိအကျယ်ရဲ့တဝက်ကိုမှတ်လိုက်မယ်နော်တောက်ထဲဖို့အတွက်နောက်ချမ်းတောက်ထွဲဖို့အတွက်ကြတော့ခါကို4နဲ့စားလိုက်မယ်ရလာတဲ့အဖြေကိုဟိုဘက်ဒီဘက်မှတ်လိုက်မယ်နော်တဝက်ရဲ့ဟိုဘက်ဒီဘက်ကိုမှတ်လိုက်ပါမယ်။တွားရင်တောက်စာဖိုးစင်ဒီထည့်မယ်ပြီးရင်ဖိုးစင်ဒီပြီးနောက်ထပ်ဖိုးစင်ဒီချမယ်နောက်ထပ်တောက်စာကိုလည်းဖိုးစင်ဒီထပ်ထည့်မယ်။ဘောက်ရဲ့အရှိရကြတော့အတွင်းတောက်ကို18စင်ဒီထည့်မယ်ပြီးတောက်ကိုတော့16စင်ဒီထည့်မယ်နော်။ပြီးတော့ရင်တောက်လေးတွေကိုဆက်လိုက်ပါမယ်ရှင်။နောက်ချမ်းမှာထည့်မယ်ဟိုဘက်ဒီဘက်4တောက်လုံးဆက်လိုက်မယ်နော်။ပြီးတော့ရင်ဟိုဘက်မှာထည့်ခဲ့တယ်လို့ပဲနောက်ချမ်းနဲ့အတွင်းချမ်းရဲ့ကြားထဲမှာလည်းတလက်မတောက်ကလေးထည့်ပါမယ်တလက်မစင်တီနဲ့ဆို2ခွဲ3စင်တီလောက်ထိထည့်လို့ရပါတယ်နော်ပြီးတော့ရင်အတွင်းချမ်းဆွဲမယ်အတွင်းချမ်းမှာတော့တောင်းမထည့်တော့ပါဘူးခါပတ်လေကို2နဲ့စားပြီးတော့မှလိုက်မယ်နော်ပြီးတော့ရင်အဖုံးချမ်းမှာဖိုက်စင်တီစားကြတဲ့အတွက်အတွင်းချမ်းမှာလည်းဖိုက်စင်တီပြန်စားပေးပါမယ်ပြီးတော့လို့ရှိရင်ဆက်လိုက်မယ်နော်နောက်ပြီးတော့ရင်ထမေရဲ့အရှိကိုဆွဲလိုက်မယ်ထမေရဲ့အရှိကတော့ဂျိတ်ထမီစာမဆွဲခင်ကလေးကပထမဦးဆုံးအရင်မှတ်ခဲ့တာပိုပြီးမှအဆင်ပြေပါတယ်နော်အကယ်၍ထမင်းကအောက်နာမခောက်ဘူးဆိုရင်အပေါ်ပိုင်းပိုတဲ့ဟာကိုဖြတ်ပစ်တာကပိုပြီးမှအဆင်ပြေတာကြောင့်မို့လို့ပါနောက်ပြီးတော့ရင်အောက်ခြေဝါကိုစားဖို့အတွက်အပေါ်ကနေ30စင်တီမှတ်လိုက်မယ်ပြီးတော့ရင်အောက်မှာက5စင်တီကနေ6စင်တီ7စင်တီလောက်ထိစားပြီးလို့ရပါတယ်မှတ်လိုက်မယ်ပြီးတော့လို့ရှိရင်အပေါ်မှာ30စင်ကနေမှတ်ခဲ့တဲ့နေရာကနေအောက်ဘက်ကိုဆက်ပေးလိုက်မယ်နော်ဟိုနောက်တစ်ဖက်မှာလည်း30စင်နီမှတ်မယ်ပြီးရင်အောက်ချီဝါကိုဖိုက်စီရန်စားမယ်ပြီးရင်အဲ့ဒီအမှတ်လေးနှစ်ခုဆက်လိုက်ပါမယ်နောက်ပြီးတော့ရင်ခါအလဲအခုအမဆွဲပြတဲ့နေရာလေးမှာ1စင်နီစားပြီးတော့မှဝိုက်ပေးမယ်နော်အမတောက်ကလေးလာမှာမို့လို့ပါအခုဆိုရင်တော့ဂျိတ်တမီဆွဲတာပြီးသွားပါပြီရှင်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်